God bless you all. All right, so thank you very much, man. ခုဆရာတော်ဘုရားမှာကျမတို့ကျောင်းသူကျောင်းသားများဆရာဆရာမများအတွက်အမှားစကားပြောဖို့ရှိတယ်ဆိုလို့ရှင်ပြောကြပြပါရယူတီလေးစားစွာဖြင့်ပန်ကြားအပ်ပါရဗျာ On the spot မှာအပြည့်စကားပြောခိုင်းတယ်ဆိုတော့ဒါအပြည့်ဆရာပေါင်းဒါဆိုရင် Saint Patrick John အပြည့်လို့တည်ထောင်ထားတာလေနော်ဘာဖြစ်လို့ဆရာတော်ကျောင်းဝန်ထဲမှာဒီ Saint Patrick John ကြံဖန်နဲ့တည်တာလေအဲ့ဒါလေးကစဉ်းစားဆရာလေနော်ဘာပဲဖြစ်ဒီကလေးလူမျိုးမှာအဲ့လိုမျိုးဆရာတော်နဲ့ဘုံဘုံပြားများဒီလားရှင်များကိုမိဘအနေနဲ့သတ်မှတ်ပြီးတော့ဝိညာဉ်ကြီးရပေါ်လိုက်ငါတော်ဘွားမျိုးစုတောင်းပြီးအယူစီပြတာတွေကဘုရားရဲ့စိတ်နေတဲ့ချင်းမှာပါဝင်တယ်သူတို့ကသာသနာပေါ်လွှဲမှာအတင်းတော်နဲ့တိုက်ပြီးအတွက်ဘုလိုမျိုးများဝိညာဉ်ကြီးပညာကြီးလူမျိုးကြီးမှာတူးတဲ့ဖွင့်ပြဖို့ဆိုတာစာသင်ကျောင်းမှာစားရတယ်နော်တိုက်ပြီးတပည့်ရဲ့တူးတဲ့လို့ဟာဘယ်မှာစတယ်လဲစာသင်ကျောင်းအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီစင်ပယ်ဖစ်ကျောင်းကနေကိုထက်သာနာမည်ကြီးဒီပြီးရဲ့ရန်ကုန်မားလေးတို့မှာနာမည်ကြီးတက်ကတူတွေတက်နိုင်ပါဖြစ်နိုင်ရင်နိုင်ငံခြားသွားနိုင်နော်အဲ့ဒါဆိုတော့ကျွန်တော်တို့နာမည်ကြီးဘယ်လိုပြောမလဲဝန်ထမ်းဒီနိုင်ငံတော်ဝန်ထမ်းဒီသာသနာဝန်ထမ်းဒီဆိုတာသူတို့ကမွေးနာမအဆုံးမထိရနော်ဒေါက်တာရိတ်အခုထဲမှာကအခုတော့ခုကြတယ်ရှိတယ်ဒါဒီယာနော်ပညာရေးပေါ်မှာအခြေခံတဲ့ကျွန်တော်တို့ရဲ့လူဘဝနော်သာကျူးစားရအောင်မရတာနဲ့မချင်ရတရားမှာတရားရဖို့ကျူးစားရမယ်နော်အဲ့ဒါတစ်ခုတရားမှာတရားရကြတယ်အဲ့ဒါအရေးကြီးတယ်နော်ကျူးစားကြပါအမှန်ကောင်းကောင်းလေးရကြမှာ distinction ဒါလေးတို့ distinction ခက်တယ်ပေါ့နော်အမှတ်တရားကိုစောင့်ထင်ကြရမယ် Number 1. Number 2 just Saint Patrick တို့အဖန်ခံတဲ့နေရာမှာပြန်ပြီးတော့သာသနာပြုလူကိုမုန်းတဲ့လူကိုဖန်ချုပ်တဲ့လူတွေကိုဘာသာတရားနဲ့ဒီဝအောင်ဘုရားနိုင်ငံတော်သူတို့စီရောက်ပါဆိုတာကျူးစားဘဝပြီးဆက်အဲ့ဒါလည်းကျွန်တော်တို့ကSaint Patrick ကျောင်းသားလေးတွေကအခက်အခဲဆုံးရှင်းတော်မှာသိကြအောင်ခက်ခဲတယ်ဒီစနစ်မရှိဘူးတောင်းရီကောင်းမရှိဘူးလမ်းမဆက်တွေခက်တယ်ဆိုင်ကယ်ဒီမဲဟူမောက်ဒီမောက်နဲ့တော့သိမလို့ဘူးလူစားရမယ်ဆိုတော့ကောင်းတဲ့ပါသမီကောင်းရဖြစ်တော့ပြီးရင်ဘာဖြစ်မလဲစက်တောင်းအောင်ပြီးရင်ဘွေရဒီမဟာဘွေဒီရတော့ခရီးဒီရအဲ့ဒါမှပဲနော်အလုပ်လုပ်ရမယ်နော် number 2ပြီးရင်ဘာလုပ်ရမှာလဲကျွန်တော်တို့နိုင်ငံခြားမသွားဘဲနဲ့နိုင်ငံခြားကဒီအစုရမှာလာချင်းအောင်တို့ကလုပ်ပြရတယ်နော်အဲ့ဒါအမျိုးတော့သူစားဖို့တော့လုပ်မယ်သူရာတော့ခုနေရာမှာနိုင်ငံရေးဘာသာရေးစီးပွားရေးကိုကြောင်လုပ်ရမယ်ဘယ်သူကစမလဲသူကပဲစားရမယ်တူနှစ်ကျူစားတဲ့နေရာဆိုတော့တိတာတာနော်အရွာမှာလူကောင်း10ယောက်လောက်ရှိတဲ့အဲ့ဒါဟာပကပိရာဒါစင်ပေတိကျောင်းသူကျောင်းသားတွေကနောင်အနာဂတ်နိုင်ငံရေးမှာရောဘာသာရေးမှာရောကောင်းဆောင်ကောင်းဖြစ်မဲ့သူစင်ပေတိတို့အသက်ကြီးမှုပြီးတော့ဒီကဘာရဲ့ပြောဘဝဖြစ်ဖို့ဖန်တီးပြီးနိုင်မဲ့ပုဂ္ဂိုလ်ကောင်းများဖြစ်နေပါစေ
ကြောင်းသာနာပြုစုတောင်းပြီးရဲ့နဲ့နော်အဆုံးသတ်အားပြီးလိုက်ပါတယ်ကျေးဇူးများတင်ပါတယ်နော် ကဲဆရာတော်ဖျားကောင်းချီးပြီးမယ်နော်ငိမ့်မယ် ဒီဟာတစ်ခေတ်ဒီတစ်လုံးနဲ့အတူရှိပါစေအနန္တသကုရနဲ့တိဆောင်တော်မူထတော်သမီးတော်သားတော်တန်ရှိတော်ဘုရားသည်တင်တော်ကိုကောင်းချီးပြီးတော်မူပါစေတော်အာမင်စုမယ် Good morning and happy Parents Day ဘာလဲဒါလေးကဘာလေးစားနေတာတော့မသိဘူး။ညတော့ချိန်မှာဖတ်ရတယ်။အဲ့ဒီမှာဖန်လေးလေးလည်းရှိတယ်ကွာ။ဘာလဲတော့ဒီဆုံးဒီမောင်ကြီးဒီမှာပါလဲဆိုတော့ဟိုလေရုပ်ကြီးနဲ့ Okay. Dulu bila kita Okay. Okay. Ya, okay. Thank you. Nào còn tên xe Aku, begini baru doa.